စစ်တပ်ကအာဏာသိမ်းပြီးနောက်အာဏာရှင်ဆန်သောအမောင်ခေတ်ရောက်နေတဲ့အမေရိကန်ပြည်ထောင်စုရဲ့အခြားတစ်ပတ်ချမ်းဇလန်မှာဗိုလ်ကြီးလိုလူတီများတဲ့ခေါင်းဆောင်တဦးတွေကသာနိုင်ငံကိုအုပ်ချုပ်နေပါတယ်။အစိုးရဟာနောက်ဆုံးမှာတော့ခက်ခဲကြမ်းတမ်းသောလက်ချောက်ပွဲကြီးဒလောင်းဟောလို့ခေါ်တဲ့အသက်သေစီနိုင်တဲ့ပြိုင်ပွဲတစ်ပွဲကိုဖန်တီးလိုက်ပါတယ်။အနိုင်ရသူဟာကြောကြမှုကြီးစဉ်ဥစ္စာနဲ့လိုချင်တာတစ်ခုခုကိုဆူတောင်းခွင့်ရမှာပါ။ဒီပွဲကိုတနိုင်ငံလုံးကရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသပြီးစည်ရဲမွေးတွေမှုကနေလွတ်မြောက်ဖို့လူအများစုအတွက်တစ်ခုတည်းသောအခွင့်အရေးဖြစ်ပါတယ်။စေတနာဝန်ထမ်းတွေပြိုင်ပွဲအတွက်စည်ရင်ပေးကြပြီးမဲနိုင်ပြီးရွေးချယ်ခံရသူရောက်90တာဝန်မြန်ခွင့်ရကြပါတယ်။ဗယ်ရီပြည်နယ်ကနေတဦးတည်းသောပြိုင်ပွဲဝင်ကတော့ရီပါ။သူ့အမေဂျင်နီကသူ့ကိုဝက်ဆမ်းမနေရာကိုလိုက်ဖို့ပေးပါတယ်။ကားထဲမှာတော့ရှင်နီကတင်းမာနေပြီးဂျင်နီကရီစိတ်ပြောင်းစီဖို့ဆူတောင်းနေပေမဲ့ရီကဒါဟာသူဆုံးဖြတ်ချက်ဖြစ်ကြောင်းပြန်ပြောပါတယ်။ရောက်တော့ဂျင်နီဟာတားကိုဖက်ပြီးနှုတ်ဆက်ရင်းငိုချပါတော့တယ်။ပြီးနောက်ရီဟာဂိတ်ဘောက်ကနေဝင်သွားပြီးဖော်ရွေတဲ့ပီတာနဲ့တွေ့ဆုံပါတယ်။တော့ပြိုင်ပွဲဝင်အများစုကဖော်ရွေကြပြီးမကြခင်မှာပဲစကားတွေပြောပြောချင်းချင်းပြောနေကြပါတော့တယ်။ကာလီကတော့မတူပါဘူးသူ့ရဲ့စိတ်လှုပ်ရှားမှုတွေကိုဖုံးကွယ်ရင်းအခန်းထဲမှာရှောက်သွားနေပြီးတခြားလူတွေကလည်းသူအယမ်းငနေတာကိုသတိထားမိကြပါတယ်သူက16နှစ်လို့ပြောပေမဲ့ဘယ်သူကမှမယုံပါဘူးကြာခင်မှာပဲဗိုလ်ကြီးရောက်လာပြီးပြိုင်ပွဲဝင်တဦးစီကိုသူတို့ရဲ့နံပါတ်ပါတဲ့တက်တုကပြတစ်ခုစီပေးရင်မင်းတို့အားလုံးအခုမှယောက်ျားလေးဖြစ်ပြီလို့ပြောပါတယ်ပြီးတော့ဗိုလ်ကြီးကမင်းကုန်းပြောကြပါတယ်စစ်ပွဲပြီးကလေးကစီးပွားရေးအရာရုန်းကန်နေရတဲ့နိုင်ငံမှာအလုပ်လုပ်ရှင်စိတ်တန်ဖိုးကိုပြန်လည်တက်သွင်းပြီးစိတ်သက်ခွန်အားဖြစ်စေဖို့လောင်းဝေါ်ကိုဖန်တီးထားတာလို့သတိပေးပါတယ်ပွဲပြည်တိုင်းထုတ်လုပ်မှုတွေတက်လာတာကြောင့်ဗိုလ်ကြီးကဒီပွဲဟာအမှန်တကယ်အလုပ်ဖြစ်ပြီးနိုင်ငံရဲ့ပြည်ထနာကပြင်းရင်ချင်းသာဖြစ်တယ်လို့ယုံကြည်နေပါတယ်။သူစကားပြောနေတော့မှပဲပြိုင်ပွဲဝင်တွေကိုသူတို့ရဲ့အမြန်နှုန်းကိုတိုင်းတာပေးမဲ့လက်ပတ်တွေပေးလိုက်ပါတယ်။နောက်တော့ဗိုလ်ကြီးကစီးမြင့်တွေကိုပြောပြပါတယ်။လူတအုပ်သာကြံသည့်အထိဆက်လျှောက်ရမယ်။ပန်းနိုင်မရှိပါ။အမြန်နှုန်းတနာရီ3မိုင်ကိုထိန်းထားရပါမယ်။အဲဒီအောက်ရောသွားရင်သတိပေးချက်ရရှိပါမည်။ဆက်စက္ကန့်အတွင်းအချိန်ပြန်မတင်နိုင်ရင်နောက်ထပ်သတိပေးချက်တစ်ခုထပ်ရပါမယ်။သတိပေးချက်3ခုရရှိရင်တော့အပြစ်ခံရမှာပါ။လမ်းမပေါ်ကဆင်းသွားရင်သတိပေးခြင်းမရှိဘဲချက်ချင်းအသက်ပြစ်ခံရပါမယ်။အဲ့နောက်မှာတော့ဗိုလ်ကြီးကပြိုင်ပွဲဝင်တွေကိုအားပေးဖို့ဟစ်အော်ခိုင်းပြီးပြိုင်ပွဲကိုတရားဝင်စတင်ကြောင်းတနက်ကိုကောင်းကင်သို့ပြစ်ဖောက်လိုက်ပါတယ်။ပြိုင်ပွဲဝင်တွေစတင်ခြောက်ကြပြီးစစ်ကားတွေကသူတို့နောက်ကနေလိုက်ပြီးအရာအလုံးကိုရိုက်ကူးမှတ်တမ်းနေပါတယ်။နောက်ဆုံးပိုင်းမှာသာလူအကြီးကိုခွင့်ပြုမှဖြစ်လို့ပတ်ဝန်းကျင်ကခြောက်ကပ်ပြီးရှင်းလင်းနေပါတယ်။အစပိုင်းမှာလမ်းနားမှာနေတဲ့လူတွေသာထွက်ကြည့်ကြပါတယ်။ရဲတအူးကပြိုင်ပွဲဝင်တွေဖြတ်သွားတော့အလေးပြုပါတယ်။စိတ်တုန်နေတဲ့ဂယ်ရီကသူ့ကိုလက်ခလဲပြပြီးမြေပေါ်ကိုဒရွေးထွေးချလိုက်ပါတယ်။ပထမတော့အားလုံးကတီတီငိမ့်ငိမ့်နဲ့အာယုံဆိုင်နေကြပေမဲ့9မိုင်ရောက်တော့ကောင်းလေးအများစုကစကားပြောနေကြပါပြီ။စတီဗွန်အနှဲငယ်အချိန်ချော့လိုက်ပြီးချက်ချင်းသတိပေးချက်ရတာနဲ့သူ့အချိန်ကိုပြန်ထိန်းလိုက်ပါတယ်။တခြားကောင်လေးတွေကဒါဟာစီကန်းကိုစမ်းကြည့်တဲ့နီးပြွာလားလို့တွေးမိကြပါတယ်။ဂယ်ရီဟာသူ့မနက်ထဲမှာကြောက်ခဲဝင်လို့လမ်းလျှောက်တာကိုရက်လိုက်ရပါတယ်။မကြခင်မှာပဲစစ်သားတွေကသတိပေးချက်တွေပေးပါတော့တယ်။တတိယအချိန်သတိပေးချက်မှာစစ်သားကပြစ်ဖို့ပြင်းနေတော့ဂယ်ရီဟာဖက်နဲ့ပြန်ဝတ်ပြီးအချိန်မီဆက်ချောက်လိုက်ပါတယ်။ကျန်တဲ့သူတွေကသူ့ကိုအလကားလို့ထင်နေကြပေမဲ့ဂယ်ရီကတော့လိုက်တာလို့ပြောပါတယ်။9မိုင်မှာတော့ကောင်းလေးတွေဟာစုအကြောင်းပြောကြပါတယ်။အာသာကပိုက်ဆိုင်အတွက်ပဲလာတာလို့ဝေခံပေမဲ့ရီကတော့ပိုရေးကြီးတဲ့အရာတွေရှိတယ်လို့ပြောပါတယ်။တခြားသူတွေကမြုံကြတဲ့အခါရီကဒီစနစ်အကြောင်းအပြင်းအထန်ဝေဖန်ပါတော့တယ်။သူတို့ဟာဆန္ဒအလျောက်ပါဝင်တယ်လို့အစိုးရကယုံကြည်အောင်လုပ်ထားပေမဲ့တကယ်တော့ဒီစနစ်ကသူတို့ကိုစီးရင်တွန်းပါပြီးစိတ်ပြအားငယ်လွန်းလို့ဒီထက်ကောင်းတဲ့ရွေးချယ်တရားမရှိပဲလာခဲ့ကြတာလို့ရှင်းပြပါတယ်။တချို့ကင်မရာရှေ့မှာလောင်းဝေါ်ကိုအစိုးမပြောတင်ဘူးလို့ထင်ကြပေမဲ့ပီတာကတော့သဘောကျပြီးရရှိလာတဲ့ငွေကိုလူတွေကိုကူညီဖို့သုံးသင့်တယ်လို့သဘောတူပါတယ်။အဲဒီနောက်ပီတာက secret တောက်လိုက်ပါတယ်။ဟက်ကမလုပ်သင့်ဘူးလို့သတိပေးပေမဲ့အာသာကတော့ဝေးများဖို့တောင်းဆိုပါတယ်။သူတို့ရဲ့စမ်းနှောက်နေတာကိုရစ်ချက်ကဝင်နှောက်ချက်ပါတယ်။သူကလောင်းဝအကြောင်းစာအုပ်ရေးပြီးနာမည်ကြီးချင်လို့လူတိုင်းရဲ့နာမည်နဲ့နံပါတ်တွေကိုရှာရေးနေတာပါ။ပီတာကအကဲ၍သူသာနိုင်ခဲ့ရင်စီးတဲ့ဥစ္စာနဲ့နာမည်ကြီးပြီးသားဖြစ်နေမှမှုသူ့အကြံကိုအဓိပ္ပာယ်မရှိဘူးလို့ထင်ပါတယ်။အဲဒီနောက်မှာတော့ကာလီကသူ့ရှောက်တွေမှာကျွတ်တက်တာကြောင့်နာကျင်စွာအဝဲပြီးအချိန်ရောသွားတဲ့အတွက်စစ်သားတွေကသတိပေးပါတယ်။ဒါကြောင့်ရီနဲ့ပီတာတို့ကစကလုံးတွေနဲ့အားပေးရင်ကာလီကိုတွဲလျှောက်ပေးကြပါတယ်။စိတ်တက်ကြွလာတဲ့ကာလီကသူ့ဘာသာဆက်ချဖို့ကြိုးစားနေပေမဲ့နာကျင်မှုကပြင်းလွန်တာကြောင့်မြေပြင်ပေါ်လက်ကျသွားပါတော့တယ်။တတိယအကြိမ်သတိပေးချက်မှာစစ်သားတအုပ်ကကာလီကိုခေါင်းကိုပစ်တက်လိုက်ပါတယ်။ဒီဖြစ်ရကြောင့်ရီဟာအချင်းရောသွားပြီးသတိပေးချက်ရလိုက်တဲ့အတွက်ပီတာကသူ့ကိုမြင်မြန်သွားဖို့တွန်းပို့လိုက်ရပါတယ်။ခဏအကြာမှာဗိုလ်ကြီးရောက်လာပြီးကာလီအတွက်မိန်ကုန်းရဲဘော်တယောက်ကြာဆုံးသွားပြီဖြစ်လို့ချစ်ခင်စွာအမတ်ရမယ်လို့ပြောပါတယ်။ရီကစစ်သားတအုပ်စီကနေရေဘူးဖိခိုင်းပြီးကံကောင်းစေဖို့သူ့တနက်ကိုလက်နဲ့ခောက်လိုက်ပါတယ်။ပီတာကသေးပေါက်ရှင်တဲ့အခါလမ်းလေကောင်မှာပဲပေါက်ချလိုက်ပါတယ်။19မိုင်မှာလန်နာကမိခလီတအုပ်ကရီကိုအားပေးနေတဲ့ဆိုင်းဘုတ်ကိုခိုင်းထားတာကိုမြင်ကြရပါတယ်။တခြားကောင်လေးတွေကကောင်မလေးကအရန်ငယ်နေပေမဲ့ပြိတ္တရပြီဆိုပြီးရီကိုစားနောက်ကြပါတယ်။ရုတ်တရက်ကောင်လေးတစ်ယောက်တက်ပြီးလဲကျသွားပါတော့တယ်။စစ်သားတွေကသတိပေးချက်တွေပေးနေတော့ဂရီကသူ့ကိုခုံကျော်ပြီးမကြမ်းမာတာကိုပုံဝဲထားလို့လှောင်မြောင်ပါတယ်။မကြခင်မှာပဲစစ်သားတွေကဒီကလေးကိုပြစ်တက်လိုက်ပြီးဂရီကပြိုင်ပွဲတစ်ယောက်ရော့သွားလို့အားလုံးပြောတင်တယ်လို့ပြောပါတယ်။
25မိုင်မှာဂရီကရက်ညီရှိကောင်းလေးတယောက်ကိုစတင်ရန်စပါတယ်ရက်က အစာပိုင်းမှာလိလူရှိဖို့ကြိုးစားပေမဲ့ဂရီကသူ့အမေကိုစော်ကားတဲ့အခါရက်ကစိတ်ဆိုးပြီးသူ့ကိုထိုးဖို့ကြိုးစားပါတယ်ဂရီကသူ့ရဲ့ထိုးနှက်မှုတွေကိုရှောင်လိုက်တဲ့အခါရက်ကမြေပြင်ပေါ်ပြင်းထန်လဲကျသွားပြီးအချိန်မီမထနိုင်တော့လို့စစ်သားတွေကပြစ်တက်လိုက်ပါတယ်ကျန်တဲ့ကောင်လေးတွေကဂရီကိုအော်ဟစ်ကြပြီးဖြစ်ပျက်ခဲ့တာတွေအတွက်သူ့ကိုအပြစ်တင်ကသူမြင်မြန်ထွက်သွားစေချင်ကြောင်းပြောကြပါတယ်နောက်ပိုင်းမှာကောင်လေးတယောက်ဟာလမ်းလျှောက်နေရင်အိမ်သာတက်ဖို့ခေါင်းမီကိုချရပါတယ်ဘလောက်ပဲဆက်သွားဖို့ကြိုးစားပေမဲ့သူအရှင်ရောသွားတဲ့အတွက်စစ်သားတွေကပြစ်တက်လိုက်ပါတယ်35မိုင်ရောက်တော့ဗိုလ်ကြီးကသူတို့ကိုပထမဆုံးညကိုရောက်တဲ့အတွက်ဂုဏ်ပြုဖို့ထပ်ပေါ်လာပြီးဒီအကြောင်းဟာဂုဏ်သိက္ခာရှိတဲ့ကိစ္စဖြစ်ကြောင်းယုံကြည်အောင်စကားလုံးလှလှတွေအများကြီးပြောသွားပါတယ်ရီဟာမိခနဲ့အိပ်ပျော်ပြီးသူ့အမေကြောင့်အိမ်မက်မက်နေတော့အရှင်ရောသွားလို့စစ်သားတွေကသတိပေးပါတယ်ပီတာကသူ့ကိုနှိုးလိုက်ရပါတယ်ကောင်းလေးတွေကလမ်းချောင်ရင်မိသားစုအကြောင်းစကားပြောကြပါတယ်ရီကမတော်တဆအရှင်ရောမိပြန်လို့ဒုတိယအကြိမ်သတိပေးချက်ရပါတယ်ရီကအချိန်မြင့်လိုက်ပေမဲ့ရှီလန်အနေငယ်ကြာမှာချော်လဲပြီးတတိယအကြိမ်သတိပေးချက်ရပါတော့တယ်အခုတော့သူဟာ3နိုင်ကြာအမှားယွင်းမရှိ6နိုင်မှာသတိပေးချက်တွေပြောင်းမှာဖြစ်ပါတယ်ပီတာကအားပေးဖို့ကြိုးစားနေပေမဲ့ရီကစိတ်လှုပ်ရှားပြီးပီတာကကျူးဆိုင်ဟန်ဆောင်းနေတာလို့ရန်တွေ့ပောက်ကွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအုပ်စုက6ရတာပူခက်ခဲစေတဲ့မတ်ဆောက်တဲ့တောင်ကုန်းကိုရောက်လာပါတယ်မကြခင်မှာအားလုံးပြင်းကြပြီးကောင်းလေးများစွာလက်ကြကအပြစ်ခံရပါတယ်ရီကသူ့နောက်ကသေဆုံးမှုအလုံးကိုလိလူရှူကိုကြိုးစားနေရပြီးဂယ်ရီရဲ့လောင်မြောက်မှုကိုလည်းခံနေရပါတယ်နောက်ဆုံးမှာရီဟာအရှင်ရောဖို့စတင်လာပေမဲ့ပီတာကအချိန်မီဖမ်းဆွဲလိုက်ပါတယ်ရီကကျေးဇူးတင်ပြီးအစောပိုင်းကသူတို့သားထွက်မှုအတွက်တောင်းပန်ပါတယ်မနေ့ကရောက်တော့သူတို့ဟာ59မိုင်ကိုရောက်ပြီးပြီးခဲ့တဲ့ညကတောင်ကုန်းဘော်ကသေဆုံးမှုတွေကြောင့်18ဦးသာကျန်ပါတော့တယ်68မိုင်မှာဟက်ဟာမနေ့ရုံးကန်နေရပါတယ်ပီတာကသူ့ကိုစစ်မေးကြည့်ပေမဲ့ငါဒေါသထွက်ပြီးပြန်အောင်ပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲရက်ရှန်ဟာခြေချင်းဝဲလွဲနေလျက်6လာခဲ့ရကနေနောက်ဆုံးမှာတော့အချိန်ရောသွားပါတော့တယ်စစ်သားတွေကသတိပေးတဲ့အခါရီကသူ့ကိုဆက်ချဖို့အပိပေမဲ့ရစ်ချက်ကမတက်နိုင်တော့လို့လက်ကျသွားပါတော့တယ်ကလေးနှစ်ယောက်ကြည့်နေတော့စစ်သားတအုပ်ကသူ့ကိုခေါင်းကိုပြစ်တက်လိုက်ပါတယ်လမ်းလျှောက်တာမိုင်းတရားကိုရောက်တော့ဗိုလ်ကြီးကသူတို့ကိုဂုဏ်ပြုဖို့ထပ်ပေါ်လာပါတယ်ကောင်းလေးတယောက်ကအဆောက်အုံတွေကိုပြေးဝင်ပြီးလွတ်မြောက်ဖို့ကြိုးစားပေမဲ့စစ်သားတွေကချက်ချင်းပစ်ချလိုက်ပါတယ်103မိုင်မှာကောင်းလေးတွေကသူတို့ရဲ့စူတောင်းချက်နဲ့ဘာလို့မလဲဆိုတာဆွေးနွေးကြပါတယ်ပီတာကစုရှင်နှစ်ယောက်ကိုတောင်းဆိုချင်တယ်လို့ပြောပါတယ်ရီကတော့စနစ်တစ်ခုလုံးကိုပြောင်းလဲပြစ်ရှင်ပေမဲ့အခြားသူတွေကစူတောင်းချက်ဟာနိုင်ငံတော်ကိုတိုက်ရိုက်ပြောင်းလဲလို့မရဘူးလို့ထောက်ပြကြပါတယ်သူတို့စိတ်ပြက်လာတဲ့အတွက်ဗိုလ်ကြီးနဲ့ပြိုင်ပွဲကိုကျင်းသေးကြပါတော့တယ်ညနေပိုင်းမှာမိုးကတဲထန်စွာရွာပါတော့တယ်ရီကမနေ့ပဲအိတ်မပြောအောင်ထိနေရလို့ပီတာကသူ့ကိုတွဲလျှောက်ပေးနေရပါတယ်မနေ့ရောက်တော့သူတို့114မိုင်ကိုရောက်ပြီးအာသာကအိမ်သာတက်ဖို့ရက်လိုက်ပါတယ်စစ်သားတွေကချက်ချင်းသတိပေးတဲ့အတွက်မပြီးစီပဲဆက်သွားရပါတော့တယ်ပြင်ပန်းတဲ့မှုကိုမေ့ပြဖို့စကားတွေဆက်ပြောနေကြတဲ့အတွက်ရီကသူ့ရဲကောင်းဖြစ်တဲ့ဖခင်အကြောင်းပီတာကိုပြောပြဖို့ဆုံးဖြတ်ရပါတယ်သူ့အဖေကဒသနိကဗေဒလူတရားမဝင်ဘာသာရပ်တွေသင်ကြားပေးလိမ့်ရှိပြီးအစိုးရကသူ့ကိုတစ္ဆပေါက်လို့သတ်မှတ်ခဲ့ပါတယ်ဗိုလ်ကြီးကိုယ်တိုင်ကသူ့ကိုသင်ခန်းစာတွေရက်ပြီးတစ္ဆဆောင်သိဖို့တောင်းဆိုခဲ့ပေမဲ့ရီအဖေကညှင်းဆန်တဲ့အတွက်ချက်ချင်းကွပ်မျက်ခံခဲ့ရပါတယ်အဲ့ဒီနောက်ရီကသူ့လျှက်ချက်ကိုဖော်ထုတ်ပြောကြားလိုက်ပါတယ်လောင်းဝမှာဝင်ပြိုင်တာဟာတနက်တက်လက်ဆူတောင်းပြီးဗိုလ်ကြီးကိုတတ်ဖို့ပါတယ်လမ်းဘေးကသူတို့ခံစားနေရတာကိုကြည့်ပြီးပျော်နေတဲ့လူတွေကိုရီကအပြစ်တင်ပေမဲ့ပီတာကသူတို့လည်းဒီတစ်နေ့ရဲ့တားကောင်တွေဖြစ်ကြောင်းဒီဘွဲကမြင့်မြတ်တယ်လို့ယုံကြည်အောင်ခြေနေဖန်တီးခံရသူတွေအဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။မိုင်190ရောက်တော့ဘယ်သူမှစကားပြောဖို့စိတ်မပါတော့ပါဘူး။ခြေထောက်ကတွေးထွက်နေတဲ့ကောင်းလေးတစ်ယောက်ကမခံနိုင်တော့ပဲတင်ကားပေါ်တက်ဖို့ကြိုးစားရင်းစစ်သားတွေကိုအကူအညီတောင်းပါတယ်။စစ်သားတအုပ်ကသူ့ကိုချက်ချင်းတွန်းချလိုက်ပြီးတင်ကားကသူ့ခြေထောက်ကိုကျိတ်လိုက်ပါတယ်။သူနာကျင်စွာအော်ဟစ်နေချိန်မှာပဲသတိပေးချက်တွေဆက်လက်ရရှိပြီးနောက်ဆုံးမှာခေါင်းကိုအပြစ်ခံလိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်နောက်ကောင်လေးတစ်ယောက်စိတ်လွတ်သွားပြီးအဝတ်အစားတွေရှုပ်ကလမ်းမပေါ်ကနေပြေးထွက်သွားလို့အပြစ်ခံလိုက်ရပြန်ပါတယ်။အဲ့ဒီနောက်ဟန်ကသူ့တွားတစ်ချောင်းကျိုးသွားတာကိုသတိထားမိလိုက်ပါတယ်။ညနေပိုင်း200မိုင်ရောက်တော့ဟန်ဟာမလက်ရက်ဖို့တော့မနှဲဖြစ်နေပါပြီ။ရီကသူ့ကိုအားပေးဖို့ကြိုးစားပေမဲ့ဟန်ကတော့လက်ချော့လိုက်ပါပြီ။သူလှည့်ပြီးထရက်ကားပေါ်ကစစ်သားတွေစီကိုခြောက်သွားတဲ့အတွက်ချက်ချင်းအပြစ်တက်ခံလိုက်ရပါတယ်။ဆေးသူထိခိုက်နေတဲ့အတာကတငယ်ချင်းကိုတေဆုံးကနီးမှာဖတ်ဖို့ပြေးသွားပေမဲ့သတိပေးချက်ရလိုက်တဲ့အတွက်ရီကသူ့ကိုဆွဲထုတ်ပြီးကတင်လိုက်ရပြန်ပါတယ်။နောက်တစ်နေ့မနက်209မိုင်မှာ6ရောက်တာကျန်ပါတော့တယ်သူတို့ဟာဟန်မှာဇနီးရှိတယ်ဆိုတာသတိရပြီးအနိုင်ရသူကစုငွေရဲ့တစ်စိတ်တစ်ပိုင်းကိုဟန်ရဲ့ဇနီးကိုလှူဒန်းဖို့သဘောတူကြပါတယ်သူတို့ရဲ့စကားဝိုင်းထဲမှာဂရီမပါတဲ့အတွက်အထီးကျန်တယ်လို့ခံစားရပါတယ်သူကရီကိုရှင်းကပ်ပြီးရန်သေးဆုံးပြီးကလေးကသူ့ကိုချောင်းလန့်နေကြောင်းတကယ်တော့သူသေးသေးရှင်းတာမဟုတ်ကြောင်းဖွင့်ပြောပါတယ်ဂရီကတောင်းပန်ပြီးသူ့မမဟုတ်ကြောင်းညှင်းဆိုနေပေမဲ့ဟန်ရဲ့ဇနီးကိုလည်းလှူဒန်းမယ်လို့ခရီးပေးတဲ့အတွက်အုပ်စုကသူ့ကိုတငယ်ချင်းအဖြစ်ပြန်လက်ခံပါတယ်သူတို့ဆက်ချောင်ရင်ဂရီဟာသူ့စိတ်ထဲကအပြစ်ရှိသလိုခံစားရမှုတွေကိုမနှိမ့်ချနိုင်တော့ပဲတကူတော့ဝေဖန်မှုများစက်တိုက်ပြောနေပါတယ်။တခြားသူတွေကိုရန်တွေ့အပြီးမှာသူ့ရှိကိုရှောက်သွားပြီးဇွန်းတစ်ချောင်းကိုတုံးပြီးကိုတက်သေးဖို့ကြိုးစားပါတယ်။စစ်သားတွေကသတိပေးချက်တွေပေးပြီးနောက်ဆုံးမှာတော့သူ့ကိုခေါင်းကိုပြစ်တက်လိုက်ပါတယ်။မိုင်160မှာကောင်းလေးတွေဟာစိတ်ဓာတ်မကျစေဖို့တရှင်းဆိုပြီးနေကြပါတယ်။ပြင်စမနေ့မိုင်188ရောက်တော့ရီရဲ့ဓာတိမျိုးကိုဥတီတဲ့လမ်းကိုရောက်လာပါတယ်။
ကိုလီကရီအမေကိုမြင်ရတော့မယ်ဆိုပြီးကောင်းကောင်းနေလို့ထင်ပေမဲ့ရီကတော့သူ့အမေကိုဆွတ်ခွာရတော့မှမို့ကျင်းသားလို့ထင်နေပါတယ်။မိုင်186မှာမြို့ကိုစားပြတ်တဲ့အခါရီရဲ့ဘုဖနဲ့တစ်ဖက်ပြုတ်ထွက်သွားပါတယ်။အာသာကဟန်ချက်မညီတာကပိုခဲစေလိမ့်မယ်လို့ထောက်ပြတဲ့အတွက်ရီကဖက်နှစ်ဖက်လုံးကိုရှစ်လိုက်တော့သူ့ထွက်နေတဲ့ခြေထောက်တွေကိုမြင်လိုက်ရပါတယ်။အနားမှာဂျင်နီကိုမြင်လိုက်ရတဲ့အခါရီဟာသူ့အမေကိုပြစ်ဖက်ဖို့မနေနိုင်တော့ပဲပြစ်ထွက်သွားပါတယ်။ဂျင်နီကနောက်ဆုတ်ပြီးလမ်းမပေါ်မှာပဲနေဖို့တိုက်တွန်းနေတော့ပီတာကရီကိုအချိန်မီဆွဲထုတ်လိုက်တဲ့အတွက်စစ်သားတွေပြစ်တာကိုတားဆီးနိုင်ခဲ့ပါတယ်။ရီဟာသူ့အဖေထက်မပိုပါဘူးလို့သဘောပေါက်ပြီးငိုနေတဲ့သူ့အမေကိုနောက်ဆုံးအကြိမ်တောင်းပန်တကအဝှက်လိုက်ပါတယ်။လမ်းလျှောက်ပဲဆက်သွားတော့ပီတာကသူ့ရဲ့မိသားစုအကြောင်းရီကိုပြောပြပါတယ်။သူမိမတွေကစစ်ပွဲအတွင်းတဆုံးခဲ့ပြီးသူ့အသက်10နှစ်မှာသူ့ကိုရိုက်နှက်တတ်တဲ့ဦးလေးစီအပုတ်ခံရပြီးဦးလေးကသေဆုံးသွားပါတယ်။အဲဒီနောက်ပီတာဟာခိုးဝက်ပြီးရန်ဖြစ်ကလမ်းပေါ်မှာရှင်းသန်ခဲ့ရပါတယ်။တနေ့ရန်ဖြစ်တော့သူ့ပြန်ဘက်ကဓာတ်နဲ့မျက်နှာကိုလှိလိုက်လို့ဆေးရုံရောက်ခဲ့ပါတယ်။သူဖြစ်ခဲ့တဲ့အတွက်သူ့ကိုယ်သူအပြစ်တင်ခဲ့ပြီးအမောင်ဆုံးအချိန်တွေမှာတော့အလင်းကိုအမျက်ချမယ်လို့ကြေညာပေးခဲ့ပါတယ်။သူနိုင်ရင်မိဘမဲ့ကလေးတွေကိုကူညီဖို့ပိုက်ဆံကိုသုံးမယ်လို့လည်းပြောခဲ့ပါတယ်။မိုင်306မှာစတီဗန်ကသူတို့တွေတယောက်ကိုတယောက်မကူညီသင့်တော့ကြောင်းဒါမှသာဒီပွဲပြီးဆုံးတော့မယ်လို့ထောက်ပြပါတယ်။ကျန်တဲ့သူတွေကဒါကိုသဘောတူပေမဲ့စိတ်မကောင်းဖြစ်နေကြပါတယ်။အာသာရဲ့နှာခေါင်းကနေတွတ်ထွက်လာတဲ့အခါတခြားသူတွေကဂယူးမဆိုင်ဟန်ဆောင်ရပါတယ်။ဒီအချိန်ကြောင့်ကီကဒေါသထွက်ပြီးရှေ့ကိုပြေးကစစ်သားတဦးရဲ့တနက်ကိုလူယူပြီးပြစ်တက်လိုက်ပါတယ်။ကောင်းလေးတွေဟာကီပြန်ပြစ်ခံရတာကိုမြင်ပြီးစိတ်သက်သာသွားကြပါတယ်။ကီကသူတို့ရဲ့သေဆုံးမှုကိုပါမပိုင်ဆိုင်စေလိုတဲ့အတွက်သူ့ကိုမပြီးခင်ကိုတက်သေးလိုက်ပါတယ်။မိုင်324မှာအာသာရဲ့နှာခေါင်းသွေးယူတာပူဆိုးလာပါတယ်။ပီတာနဲ့ရီဒိုကသဘောတူညီချက်ကိုချိုးဖောက်ပြီးသူတို့တွဲချဝေးပေမဲ့အာသာကသူ့မှာအချိန်သိမ့်ပြန်တော့ဘူးဆိုတာသိပါတယ်။သူနိုင်ခဲ့ရင်သူ့ရဲ့ဆွဲကြိုးကိုသူ့အဖွားစီပေးဖို့တငယ်ချင်းတွေကိုတောင်းပန်ပါတယ်။ပြီးတော့သူနဲ့ခေါ်သွားတဲ့အခါနောက်လည်းမကြည့်ဖို့တောင်းဆိုပါတယ်။သူဟာထရက်ကားစီကိုခြောက်သွားပြီးစစ်သားတွေကချက်ချင်းပြစ်တက်လိုက်ကြပါတယ်။မိုင်326မှာညရောက်လာပါတယ်။နောက်ဆုံးပြိုင်ပွဲဝင်3ဦးဟာတရားဒဇင်းကိုဖျက်နေချိန်မှာဘူကြီးကသူတို့နဲ့စကားပြောနေပါတယ်။ရီကစိတ်တူပြီးသူ့ကိုစော်ကားပေမဲ့ဘူကြီးကတော့ဂယူးမဆိုင်ပါဘူး။ဒါဟာအနိုင်ရသူလိုရတဲ့လူသက်စိတ်လို့သူထင်နေပါတယ်။စတီဗန်ကသူဟာဘူကြီးရဲ့တရားမဝင်ဒါဇင်များစွာတွေကတအုပ်ဖြစ်ကြောင်းဖော်ထုတ်လိုက်ပြီးသူ့ဆန္ဒကသူ့အဖေရဲ့အိမ်မှာနေထိုင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့သူ့ကိုယ်ရင်းအင်္ဂါတွေပျက်စီးနေတာကိုခံစားရပြီးဒီဝက်ပြီးဆုံးစေခြင်းပြီးလို့ဆိုပါတယ်။သူဟာသူတို့နဲ့အတူခြောက်ခဲ့ရတာဂုံယူကြောင်းနိုင်ရသူကပီတာသို့မဟုတ်ရီဖြစ်မှာကိုပြောချင်ပြီးကြောင်းပြောပြီးမှရက်လိုက်ပါတော့တယ်။သူ့ဖေဂယူးမဆိုင်ပဲစစ်သားတွေကသူ့ကိုပြစ်ချလိုက်ပါတော့တယ်။ခဏအကြာမှမိုးစားရွာပါတော့တယ်။ရီကအရင်တုန်းကသေချင်းတရားကိုကြောက်ခဲ့ပေမဲ့ကောင်းလေးများစွာသေဆုံးတာကိုမြင်ပြီးနောက်မှာမကြောက်တော့ကြောင်းဝန်ခံပါတယ်။ဒီအချိန်ဟာအရေးကြီးတယ်လို့လည်းဆိုပါတယ်။မိုင်331မှာသူတို့နှစ်ဦးဟာလူကြီးကဝမ်းသာအားရအော်ဟစ်နေတဲ့မြို့တစ်မြို့ကိုရောက်ကြပါတယ်။ပီတာကရီကိုသူ့အမေနဲ့ပြောင်းအောင်စီခြင်းလို့ရှုံးပေးခြင်းကြောင့်ရပ်ပြီးပြောပေမဲ့ရီကညှင်းဆန်ပြီးဆက်သွားဖို့စီးရုံးလိုက်ပါတယ်။အဲဒီနောက်ပီတာက86သွားပြီးသူ့နောက်မှာရီကရက်လိုက်တာကိုသတိမထားမိပါဘူး။မကြခင်မှာပဲစစ်သားတွေကရီကိုပြစ်တက်လိုက်ပြီးပီတာကသူ့စီကိုပြန်လာဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူဟာအနိုင်ရသူဖြစ်တဲ့အတွက်စစ်သားတွေကသူ့ကိုဆွဲခေါ်သွားကြပါတယ်။ရီကပီတာကိုချစ်ချောင်းပြောပြီးသူ့အမေကိုတောင်းပန်လိုက်ပါတယ်။အဲဒီနောက်ဘူကြီးရောက်လာပြီးရီကိုနောက်ဆုံးပြစ်ချက်နဲ့တပ်ပစ်လိုက်ပါတယ်။ပရိသတ်ကအားပေးဟွဲကြပြီးမိုးကုတ်ဆောင်ဝိုင်းမှာမီးရှူးမီးမများနဲ့ပြီးသွားချိန်မှာပီတာကစိတ်ထိခိုက်ပြီးပြိုလဲသွားပါတော့တယ်။ဘူကြီးကပီတာကိုဂုဏ်ပြုပြီးသူ့ဆူတောင်းကိုမေးပါတယ်။ပီတာကသူ့ရဲ့အောင်ပွဲတင်ကေတာအဖြစ်တနေ့သူကလေးတွေကိုပေးနိုင်ဖို့အတွက်စစ်သားတအုပ်ရဲ့တနက်ကိုလိုချင်ကြောင်းပြောပါတယ်။စစ်သားတွေကတန်တရားဝင်မဲ့ဘူကြီးကပီတာဟာလူဝမ်းဖြစ်တာကြောင့်သူ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပြောပါတယ်။ပီတာတနက်ကိုကန်လိုက်တာနဲ့ဘူကြီးကိုချိန်ရွယ်လိုက်ပါတယ်။ဘူကြီးငိုနေတဲ့ပီတာကဒါကရီအတွက်ပဲလို့ပြန်ဖြေပြီးဘူကြီးကိုချက်ချင်းပြစ်တက်လိုက်ပါတယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။